သွားပြီးမကောင်းဆိုးဝါးမိစ္ဆာမကြီးကလည်းအိမ်ဆောင်တဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကိုသူမရဲ့ခြေထောက်များနဲ့ခြေစုံပေါက်လိုက်တယ်ဗျ။ထိုအခါမှာတော့အိမ်ဆောင်တဲ့အဖိုးကြီးဟာအလွန်နာကျင်သွားတာကြောင့်အတန်ကုန်ဟစ်ပြီးအော်လိုက်ပါတော့တယ်။တပြိုင်နက်တည်းမှာပဲခန္ဓာကိုယ်မှာမီးတွေဆွဲတောင်လာပြီးနေရတွေမဲ့ပျောက်ကွယ်လို့သွားပါတော့တယ်။ငါကိုမြန်လာပြီးတားလို့ရမယ်ထင်နေတာလား။ဟာသူရဲ့မလောက်လေးမလောက်စားပညာနဲ့မြန်ငါကိုလာပြီးတော့ရှင်နေသေးတယ်။ငါကိုမတိုက်ခိုက်ခင်ငါကိုဘသူလွတ်လိုက်တယ်ဆိုတာကိုအရင်မစုံစမ်းမိတာခမည်းကြီးရဲ့အမားတစ်ခုပဲ။မကောင်းဆိုးဝါးမိစ္ဆာမကြီးဟာအဲ့လိုပြောဆိုကြုံသွားပြီးလေးဘော်ကိုပြန်ဝဲလို့သွားပါတော့တယ်။ထို့နောက်မှာတော့မကောင်းဆိုးဝါးမိစ္ဆာမကြီးဟာအိမ်မောချနေတဲ့စုနွယ်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပူးကတ်လိုက်တော့တယ်ဗျ။အခုလိုမကောင်းဆိုးဝါးမိစ္ဆာမကြီးကဝင်ရောက်ပူးကတ်တာကိုခံလဲရတဲ့အခါမှာတော့စုနွယ်လည်းအသိစိတ်တွေပျောက်ကဲသွားပြီးချက်ချင်းဆိုသလိုအိယာကနေထလာလိုက်တယ်ဗျ။သူမရဲ့မျက်လုံးများကလည်းတာမန်နဲ့မတူတော့ပဲစိမ့်လက်တောက်ပနေခဲ့ပြီးဘေးနားမှာအိပ်ပျော်နေတဲ့ထွန်းဝင်းဖြစ်သူကိုလှည့်ကြည့်လိုက်ပါတော့တယ်။ထွန်းဝင်းဖြစ်သူဦးစိန်မောင်ကတော့ဘာမှကိုမသိတာကြောင့်ပဲအိမ်မောကြလို့နေခဲ့တော့တာပေါ့။ထိုစဉ်မှာပဲမကောင်းဆိုးဝါးဝင်ပူးခံလိုက်ရတဲ့စုနွယ်ဟာအိယာကနေထလာလိုက်ပြီးအိမ်အပြင်ကိုထွက်လာခဲ့လိုက်ပါတော့တယ်။လာရောင်ဖြော့ဖြော့လေးလေးနေတဲ့အလင်းရောင်ရဲ့အောက်မှာတော့လူဘုံငွေတွေနဲ့ပြည့်နေနေပြီးပတ်ဝန်းကျင်မှာရှိတဲ့ခွေတွေကလည်းကြောက်စရာကောင်းလောက်အောင်ဆွဲဆွဲငင်ငင်ဦးနေခဲ့တယ်ဗျ။မကောင်းဆိုးဝါးတကောင်ကတ်တွေခံလိုက်ရတဲ့စုနွယ်ကတော့ဘေးလန်တော့ခြေလမ်းမြင့်နဲ့အိမ်ကနေထွက်လာခဲ့ပြီးသူမရဲ့ခြေလမ်းများကလည်းဥမောင်လွန်ရှိရာစီကိုသာဥတီလို့နေခဲ့ပါတယ်။ဒီလိုနဲ့ချိန်နေများစွာကုန်လွန်သွားပြီးတဲ့အခါမှာတော့မြမပြည်ရဲ့လေပန်းဖြစ်တဲ့ဗကာညာဦးနယ်ဘက်ကနေပြီးတော့ဆရာတော်ကြီးတစ်ပါးဟာတရင်သုံးနေထိုင်မှုအတွက်လောပိတကြီးရွာလေးစီကိုကြွရောက်လို့လာခဲ့တယ်ဗျ။မနက်ခင်းအာယုံဦးမှာတော့ရွာဦးကျောင်းကအုံမောင်းခောက်တန်းတဲ့အတူနေမင်းကြီးကလည်းတောင်ဆွေရဲ့ဂျားကနေပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ဆရာတော်ကြီးအရှင်နန္ဒိယဟာလည်းဘုန်းကြီးကျောင်းသားလေးဖြစ်တဲ့မောင်တွတ်ပီကိုခေါ်ပြီးတော့ရွာထဲကိုဆွမ်းခံကြွလာခဲ့တယ်ဗျ။ဆရာတော်ကြီးဟာဖယင်ဆိုတင်ကန်းကိုဝေယုံထားပြီးတော့တပိတ်တစ်လုံးကိုပိုက်လာခဲ့ပြီးတအိမ်ဝင်တအိမ်ထွက်လှည့်လည်ဆွမ်းခံရင်နောက်ဆုံးမှာတော့အရှင်နန္ဒိယဟာအိမ်ဟောင်းလေးထဲမှာတယောက်တည်းထိုင်နေတဲ့ကလေးငယ်လေးတစ်ယောက်ကိုတွေ့မြင်သွားခဲ့ပါတယ်။အရှင်နန္ဒိယဟာထိုကလေးကိုမြင်သွားတဲ့အခါမှာတော့ဂိယူနာတက်ဝင်သွားပြီးကလေးငယ်ကိုကြည့်ရှုနေခဲ့တယ်ဗျ။ကလေးငယ်ရဲ့ပုံစံဟာလည်းပိန်လီနေပြီးတော့မျက်နှာတစ်ခုလုံးမှာလည်းအညစ်အကြေးများနဲ့ပြည့်နှက်နေခဲ့ပါတယ်။အဲ့ဒီကလေးငယ်ဟာမတိတဲ့သေးတဲ့အရွယ်ဖြစ်တာကြောင့်ဘာပူပင်မှမရှိပဲလွတ်လွတ်လပ်လပ်နဲ့စော်ကစားလို့နေခဲ့တာပေါ့။ဆရာတော်ကြီးကထိုကလေးကိုကြည့်ရှုတဲ့အခါမှာတော့ဖုံးကြောင်တလေးဖြစ်တဲ့မောင်တွတ်ပီဟာအခုလိုပဲဆရာတော်ကြီးကိုရှောက်တင်လိုက်တယ်ဗျ။ဆရာတော်ဖျားကဒီကလေးရဲ့အကြောင်းကိုစိတ်ဝင်စားနေတာလားရှင်ဖျား။ဒီကလေးနဲ့ပတ်သက်ပြီးတော့လဲတရွာလုံးကစိတ်မကောင်းဖြစ်နေကြတာ။အရင်တော့ကတော့ဒီကလေးမှလည်းတခြားလူတွေလိုမိသားစုရှိခဲ့ပါတယ်။လွန်ခဲ့တဲ့3လလောက်ကပေါ့။အခုတော့ဒီကလေးမှာအမေလည်းမရှိတော့သလိုအဖေလည်းမရှိတော့ပါဘူး။ကလေးရဲ့နာမည်ကဖိုးခွားလို့ခေါ်ပါတယ်ရှင်ဖျား။အဲ့ဒီလိုမောင်တွတ်ပီဟာဆရာတော်ကြီးကိုရှင်းပြနေစမှာပဲဖိုးခွားဆိုတဲ့ကလေးငယ်လေးဟာအောက်ကိုဆင်းလာပြီးတော့နွားရုပ်လေးကိုကန်ဆွဲပြီးထပ်မံစော်ကစားနေခဲ့ပါတော့တယ်။ဖိုးခွားလေးဟာမိဘမဲ့တကောင်ကျက်ဖြစ်နေတာကြောင့်အချိန်မှမစားရအချိန်မှမအိပ်ရဖြစ်နေပြီးကျမ်းမာရေးချင်းတွေကလည်းအတော်လေးကိုစိုးဝါးလို့နေခဲ့တယ်ဗျ။အရင်တုန်းကတော့ဒီကောင်လေးရဲ့အဖေကဒီရွာမှာနွားမွေးမြူရေးတွေလုပ်တာလေရှင်ဖျား။ပြောရရင်တော့နွားနိုရောင်းစားတာပေါ့ရှင်ဖျား။သူတို့မိသားစုလေးကအတော်လေးကိုအနေအေးကြပါတယ်။ဒါပေမဲ့ကံကြမ္မာကဖန်လာတော့လဲတာယာပြီးပြည်စုံနေတဲ့သူတို့ရဲ့မိသားစုလေးကအခုလိုဖြစ်လာဖို့အတွက်အကြောင်းဆလာတာပါပဲရှင်ဖျား။ဒီလိုရှင်ဖျားဒီကလေးရဲ့မိခင်ကတစ်ဖက်ရွာသူလေးသားလေးမွေးပြီးတိတ်မကြခင်မှာပဲဘေးအိမ်ကြီးချင်းဖြစ်တဲ့ကိုမောင်လွန်းဆိုတဲ့လူရဲ့နောက်ကိုလိုက်သွားတာပေါ့အဲ့ဒီချိန်ကစပြီးဦးစိန်မောင်လဲစနီးဖြစ်သူအတွက်နဲ့စိတ်တန်ရာတွေရပြီးတော့မစားနိုင်မတောက်နိုင်နဲ့နောက်ဆုံးမှာယောဂရပြီးတေဆုံးသွားရတယ်ရှင်ဖျားမိဘနှစ်ပါးလုံးလည်းမရှိတော့ဒီကလေးလေးကတော့လူတွေရဲ့အလယ်မှာမျက်နှာငယ်နဲ့ကြံခဲ့ရတာပေါ့ရှင်ဖျားဒီကိစ္စကမပြီးသေးဘူးတကားကြီးရဲ့ကိုတော်ဒီကိုရောက်လာတဲ့ဆိုတာကလည်းဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက်ပါပဲတရဝါရီရဲ့ကောင်းကျိုးကိုသိဖို့အတွက်ကဖျားသားတော်ဖြစ်တဲ့ကိုတော်တို့ရဲ့အလုပ်ပဲလေတကားကြီးရဲ့ဆရာတော်ဦးနန္ဒိယကလေးတန်းအေးအေးနဲ့အခုလိုမိန့်ကြားလိုက်ပေမဲ့မောင်တွတ်ပီကတော့ဘာမှနားမလည်ခဲ့ဘူးဗျမောင်တွတ်ပီဟာလောပိတရောက်ကန်တယောက်ဖြစ်ပြီးတော့မောင်တွတ်ပီပါဝင်တခြားရွာသူရွာသားတွေကလည်းဦးစိန်မောင်တို့မိသားစုပြုတ်ကွဲရခြင်းမှာဇနီးတဲ့အကြောင်းလိုသာဆိုပြီးတော့ထောက်ချက်ချထားခဲ့ကြတယ်ဗျအဲဒီနောက်မှာတော့ဆရာတော်ကြီးဟာကလေးငယ်ရဲ့ဘေးနားကိုကြည့်လိုက်ပြီးတော့ခုလိုမိန့်ကြားလိုက်ပါတယ်တကားကြီးဟာတေဆုံးသွားပြီမဟုတ်ဘူးလားအဘဲကြောင့်များလူတွေရဲ့အနီးနားမှာကက်တယ်နေရတာလေတကားကြီးဆရာတော်အရှင်ဦးနန္ဒိယဟာအခုလိုမိန့်ကြားလိုက်တဲ့အခါမှာတော့တေဆုံးသွားပြီးမကျွတ်